ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်တူရီရလိုက်လဲစွာကြိုးဆိုပါတယ်ခင်မင်းစွာလေးစားစွာနှုတ်ခွန်းဆက်ပါတယ်မင်္ဂလာပါတငယ်ချင်းတို့မင်းကောင်တူရီရ3လပိုင်း20ရက်နေ့နတ်နယ်ကနန်းပြည့်တဲ့10ဦးတော့လွဲချော်သွားပါတယ်လွဲချော်ရတဲ့အကြောင်းကတော့ခေါင်းနဲ့ပန်းနှစ်ခုတည်းတစ်ခုရွေးလွဲသွားတာပါငယ်ချင်းတို့မင်းကောင်ဒီတစ်ပတ်တော့9ချိန်ထွက်ပြီးတဲ့အချိန်မှာ3ချိန်ပဲအောင်ပါတယ်6ချိန်လွဲပါတယ်မင်းကောင်ရဲ့နေ့တိုက်ကနန်းတွေကိုလေးလာယုံလေးလာပါစောင့်ကြည့်ယုံပဲစောင့်ကြည့်ပါကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်3လပိုင်း20ရက်နေ့ညနေနေ့တိုက်ကနန်းတွေကိုမေတ္တာလက်ဆောင်တင်ပေးထားလိုက်ပါပြီမေတ္တာလက်ဆောင်မှာကြက်ွက်တွေပါတယ်ဆိုရင်တော့ယူပြီးတော့ကစားနိုင်ပါတယ်လှုပ်ရှားနိုင်ပါတယ်မကြိုက်ဘူးဆိုရင်တော့မကစားပဲနေပေါ့ဒါပဲရှိတာပဲလေတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့မင်းကောင်ကိုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့လည်းအားပေးပါအောင်လို့မေတ္တာရပ်ခံပါတယ်ညနေမှာတော့အောင်မြင်အောင်ရွေးချယ်မှုတော့မှန်ကန်မယ်လို့ထင်ပါတယ်နှစ်ခုတည်းကတစ်ခုပါ1နဲ့2ပါကဲညနေမှာတော့တကယ်ရင်တို့အောင်ပွဲတွေရနိုင်ပါစီလို့မင်းအောင်မေတ္တာနဲ့ဆုတောင်းနေပါမယ်